Okay ကျွန်တော်ဇက်ဆောင်အကိတ်မြင့်ထားတဲ့နေသားပေါ့ဇက်ဆောင်212ကိုကျွန်တော်3 way ရဲ့ရတာရစေခြင်းနဲ့ဆန္ဒရယ်ပြီးရင်ကျွန်တော်တို့ဘာဟိုက်ခွက်လာတက်လို့ရအောင်ထွင်ထားတဲ့အနေထားပေါ့နော်ဒါဆိုင်လေးနဲ့လုံးဝကြီးလိုက်ရင်3 way တိုင်းပဲဖြစ်မယ်အဲ့လိုပေါ့အကိတ်မြင့်ထားတဲ့အနေထားလေးဒီကောင်ရဲ့ကြီးလိုက်နေတယ်ဒီကောင်နဲ့လက်ချက်ထိုးဒီကောင်ဘာမှစာမရရသေးဘူးဒီလိုဆိုင်နေအကောင်းနေရကြပါနော်အားမျိုးလေးနဲ့ထည့်ပြီးတော့ဒီမှာအောက်ကဝက်ချင်းတွေလုံးဝမှတရွေးရတာကိုရဆိုအောင်ပုံစံမျိုးလေးကိုလုပ်ထားတာကြီးလိုက်တော့ရင်ဒီကောင်ဆိုတဲ့ LG နဲ့ original မှာပါတဲ့ LG နဲ့ခုက height ကိုထိန်းနေတာပေါ့နော်အဲ့ကောင်ဒီအဆုံ100ထုတ်နေတဲ့နေတာပေါ့အဆုံ100နော်အဆုံ100ဆရာကြီးချီဆရာကြီးကတနေ့အဆုံ1000ထွက်တယ်ဆိုတာအဲ့ဒါနည်းနည်းပို့သွားလို့ဗျာနည်းနည်းပြန်ချော့ပေးတာအဆုံ100တော့တကယ်ထုတ်နေလက်တွေ့ထုတ်နေဒါအဆက်ကြီးတွေအဆုံ100တော့လက်တွေ့ထုတ်နေတဲ့နေထားပေါ့အဲ့တော့ upgrade မြင့်လာတာဒီ design ပဲကျွန်တော်ထုတ်တော့ပဲနောက်ကြလို့ကျွန်တော်ရှိရ design တွေကဒါမျိုး design ဘလူးစီယာမှာ copy ချင်းမဟုတ်ဘူးကိုကောင်ကို creation ကို update ကောင်းဆုံးတွေပဲလုပ်ပြပြီးချပြပြီးတော့ပဲလုပ်တဲ့အနေထားတွေပေါ့နော်ဒါကြီးကနောက်မှပါဆိုတော့ဒီလိုမျိုးဒါကတော့မာတင်ရဲ့အနေထားနဲ့ကျွန်တော်တို့ creation ပေါင်းဆက်ထားတဲ့ဟာလေးပေါ့နော်ဒါမျိုးလေးပါနော်အဲ့တော့ဒီမှာ3 way ရဲ့အရသာပုံစံမျိုးဖြစ်နေလုံးဝမှကျွန်တော်ရဲ့ design ပဲချယ်ပြအောင်လုပ်မှာပါကျွန်တော်တို့ကကောင်းဆုံးတွေပဲချပြချင်တာပါဒါပါလို့ဗျာအဲ့ဒါလေးပြောချင်3 way တော့မဟုတ်ဘူးနော်2 way ကို3 way ပုံစံတိုင်းကြိုက်တဲ့ height ခွက်ထဲ logo ထဲမှာရှိတဲ့ခွက်ပဲဖြစ်ဖြစ်ထိုင်းခွက်တဲ့ခွက်လေးရအောင်ပဲစဉ်းစားပြီးတော့ creation လုပ်ထားတာပါကျေးဇူးတင်တယ်အားလုံး